တဲဟာတခုခုကိုမလုပ်ခင်မှာအကျိုးဆက်တွေကိုထက်ခါတွေးတိုးပြီးဘာမှမလုပ်ဖြစ်ပဲအချိန်တွေကုန်ဆုံးသွားဘူးပါသလားအသေးအဖွဲကိစ္စလေးတွေကအစားကောင်းထဲမှာတဝဲလေးဖြစ်နေပြီးစိတ်ပင်ပန်းနေရပြီလားအမှန်တော့အတွေ့အလန့်ရှိအောင်တဲ့ကိုပို့ပြီးတတိယရရှိစေတာမဟုတ်ပဲတင်းရင်လောက်ဆောင်နိုင်စွာကိုဖြစ်စီနေတဲ့အတန်တိုက်လူသက်သမားတူပါဒီနေ့ဗီဒီယိုမှာတော့တင်းအုံနောက်ကိုအတွေ့အထိကနေရုံထွေးစေပြီးရှင်းလေးတွေလောက်ဆောင်လာနိုင်စေမယ့်စိတ်ပညာရင်းလမ်း၃ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးအချက်ကကျွန်တော်တို့ရဲ့အုံနောက်ဟာတခုခုကိုလောက်တော့မယ်လို့စဉ်းစားပြီး90ခန့်တဲ့ပေါ်ကြသွားရင်အဲ့ဒီအလုပ်ကိုမလုပ်မိစေဖို့စင်ရှည်တွေကြောက်ရွံ့မှုတွေကိုအလိုလိုရှာဖွေပေးတတ်ပါတယ်ဒါကြောင့်တခုခုကိုလောက်ရမယ်လို့သိလိုက်တာနဲ့စိတ်ထဲကနေ9 4 3 2 1လို့နောက်ပြန်ရေးတွေးပြီးရှင်းထားလောက်လိုက်ပါတဲ့အုံနောက်ကစင်ရှည်တွေမထောက်နိုင်ခင်မှာတင့်ခန္ဓာကိုယ်ကစတင်လှုပ်ရှားနေဖို့လိုအပ်ပါတယ်ဒါဟာအတွေ့အလန့်ရှင်းကိုရှင်းဖြတ်တောက်နိုင်တဲ့အထီအောင်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဒုတိယအချက်ကပြည့်စုံရမယ်ဆိုတဲ့စိတ်ကိုလျှော့ချပါအတွေ့အလန့်ရရှင်ရဲ့အဓိကအကြောင်းအရင်းကတော့အမှမရှိပြည့်စုံရှင်တဲ့စိတ်ကြောင့်ပါအရာရာကိုအကောင်းဆုံးဖြစ်ရှင်လို့အစီအစဉ်တွေပဲဆွေးနွေးပြီးလက်တွေ့မလုပ်ဖြစ်တာဟာအောင်မြင်မှုကိုနှောင့်နှေးစေပါတယ်မှတ်ထားပါမပြည့်စုံပေမဲ့လက်တွေ့လောက်လိုက်တဲ့အရာဟာတွေးယုံပဲတွေးနေပြီးဘာမှဖြစ်မလာတဲ့အရာထက်အစတရားပိုပြီးတန်ဖိုးရှိပါတယ်အမားတွေစီကနေသင်ခန်းစာယူပြီးတဖြည်းဖြည်းပြပြင်သွားလို့ရတာမလို့အစားပိုင်းမှာမပြည့်စုံမှာမကြောက်ပါနဲ့တတိယအချက်ကတော့အလုပ်ကိုအသေးဆုံးအဆင့်အထိခွေးပစ်ပါပန်းတိုင်ကြီးတစ်ခုလုံးကိုတစ်ခါတည်းကြည့်လိုက်တဲ့အခါအုံနောက်ကလမ်းသွားပြီးအတွေ့တွေရှောက်ထွေးသွားတတ်ပါတယ်ဥပမာဗီဒီယိုတစ်ခုဖန်တီးမယ်လို့တွေးမဲ့အစားအခုလို့စီစာတာကြောင်းပဲရေးမယ်ဆိုပြီးအသေးဆုံးအဆင့်လေးကိုပဲအာရုံစိုက်ပါစာတာကြောင်းရေးပြီးသွားတဲ့အခါနောက်ထပ်တစ်ကြောင်းရေးဖို့စွမ်းအင်ကလိုလိုထွက်လာပါလိမ့်မယ်အလုပ်တစ်ခုကိုစတင်ဖို့ပဲလိုတာပါစတင်ပြီးသွားရင်အချိန်ကသူ့လိုရလာပါလိမ့်မယ်အတွေးလွန်ရှင်းကိုကုသနိုင်တဲ့တစ်ခုတည်းသောဆေးရတော့လက်တွေ့လောက်ဆောင်ရှင်းပဲဖြစ်ပါတယ်ဒီနေ့ကစားပြီးအတွေ့တွေထဲမှာနေမနေပဲလက်တွေ့လောက်ဆောင်သူတယောက်အဖြစ်စူးစမ်းလိုက်ပါဘဝအတွက်ရိုးရှင်းပြီးလိုရင်းတိုရှင်းထီအောင်မဲ့သင်ခန်းစာတွေကိုအမြင်လက်လာနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲအတွေ့တွေထဲကယုံထည်ပြီးအောင်မြင်နိုင်ကြပါစေ။